အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ3ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်ခေရနန်ကတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲအလကားကူညီမယ်ဆိုပြီးစီဖို့ငွေညှစ်နေတဲ့အသင်းအမိခံ ambulance အရှုပ်ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ဖန်ဆီးထားတဲ့နေရာကိုထုတ်မပြောချေတာစေအိုစုရဲ့ဒေဘောကြောင်မုံကြောင်ဖြစ်တယ်ဆိုတဲ့သတင်းစစ်တပ်ရဲ့အသေးခံ drone ထိုင်းဘက်ကိုကြားရောက်ပောက်ကွဲလို့မြန်မာလူသားမိသားစုဝင်3ဦးသေဆုံးတဲ့သတင်းစစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရပြီးနှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ကိုဆိုင်းစော် RSF ရဲ့ရေစွန်းတက်တိစုရရှိတဲ့သတင်းစစ်ကူသားဖို့လာတဲ့နိုင်ငံသားတွေတဲခိုရာအိန္ဒိယဟိုတယ်တစ်ခုမီးလောင်လို့လူ22ဦးထပ်မံသေဆုံးတဲ့သတင်းအဲ့ဒီလိုညပိုင်းအထိအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါရစေMPA ကနေ့စဉ်ဂျာမလက်တင်ဆက်ပေးနေတဲ့ရုပ်သံစာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေကနေစတင်ရှုစားလိုက်ကြရအောင်ပါအလကားကူညီမယ်ဆိုပြီးစီဘိုးဝင်ညှစ်နေတဲ့အသင်းအမိခံ ambulance show ဆိုတဲ့သတင်းနဲ့စလိုက်ကြပါမယ်အလကားကူညီမယ်ဆိုပြီးစီဖုံးဝင်ညှင်းနေတဲ့အသင်းအမိခံ ambulance ရှိုးရဲ့လောက်ရကတော်တော်ကိုဆိုးရွားလှပါတယ်။ရန်ကုန်မြို့မှာအခမဲ့ကူညီပေးမယ်လို့အမည်တက်ထားတဲ့လူမှုကူညီအသင်းရှိုးဟာအမှန်တကယ်မှာတော့ဆေးရုံဆင်းလူနာတွေကိုမတန်တဆဈေးနှုန်းတွေတောင်းပြီး ambulance order တွေကိုတည်တံ့လိုက်ကစီးပွားရှာနေကြတယ်လို့ဝိုင်းရမှုလူမှုကူညီအသင်းစီကနေသိရပါတယ်။အဲ့ဒီလိုအသေးအမြင်ခံထားတဲ့လူတချို့ဟာလမ်းပေါ်ကရှင်တိုင်းမုံဖြစ်စဉ်တွေရုပ်အလောင်းကောက်တာနဲ့လူနာတေယူရာမျိုးတွေလိုအရေးပေါ်ကိစ္စလုပ်ငန်းတွေကိုဘာမှမလုပ်ပဲအလှငွေလိုက်ကောက်တာနဲ့စီဘိုးအမြင်ခံပြီးငွေကြေးအမြောက်များတောင်းခံနေရကိုပဲလုပ်နေကြတာဖြစ်ပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးဝမ်းရမှုလူမှုကူညီအသင်းဥက္ကဋ္ဌဦးထွန်းမြတ်ညွန့်ကမြေပြင်အခြေအနေကိုရှင်းပြရမှာတော့သူတို့အသင်းအနေနဲ့အရေးပေါ် accident ဖြစ်စဉ်တွေကိုအမြန်ဆုံးတွားရောက်ကူညီပေးနေပေမဲ့အခုနောက်ပိုင်းမှာပရိုက်တာအသင်းဆိုပြီးလူနာလည်းမကောက်မသေးပဲအလှငွေပဲလိုက်ကောက်နေတဲ့အသင်းတွေရှိလာတယ်လို့ဆိုပါတယ်။အဲ့ဒီအသင်းတွေကစီဖိုးပဲလက်ခံပါတယ်ဆိုပြီးမတန်တဆဈေးတွေနဲ့ဆေးရုံတက် ambulance order တွေကိုတည်တံ့လိုက်နေကြတာကြောင့်အများနဲ့မလျော်ပဲသူတို့အသင်းကိုတည်တံ့ခွဲပြောကြတာဖြစ်ကြောင်းရှင်းလင်းပြောကြားထားပါတယ်။ဒါတင်မကတဲ့ပဲပြီးခဲ့တဲ့ရက်ပိုင်းကလည်းရန်ကုန်မြို့မြောက်ဥက္ကလာပဆေးရုံကြီးရဲ့ရင်ခွဲရုံတာဝန်ရှိသူတွေကတေဆုံးသူရုပ်အလောင်းထုတ်ပေးဖို့အတွက်အကြောင်းအမျိုးမျိုးပြပြီးငွေညှစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ပါသေးတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မေလ30ရက်ညနေပိုင်းကဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဦးဝေးစာလမ်းပေါ်မှာရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးပလုံကောက်တဲ့အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ဒါကြောင့်ဝင်းရမုံအသင်းကမြောက်ကလာပဆေးရုံကြီးကိုပို့ဆောင်ပြီးစစ်ကူသားမှုခံယူစေခဲ့ပေမဲ့ကိုလွန်သွားခဲ့တာကြောင့်ရင်ခွေးရုံကိုအနှံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီတေဆုံးသူအမျိုးသမီးဟာတားဖြစ်သူကြောင်းတက်နိုင်မှုအတွက်ပလုံကောက်ရင်အသက်ဆုံးရှုံးခဲ့ရတာကြောင့်လူတို့အကြားတနာကရုဏာတက်ခဲ့ကြပေမဲ့ဆေးရုံရင်ခွေးရုံဝန်ထမ်းတွေရဲ့စာနာမှုကင်းမဲ့စွာဆက်ဆံတာကိုကြုံတွေ့ခဲ့ရပါတယ်။မေလ31ရက်နေ့မှာရုပ်အလောင်းပြန်လည်ထုတ်ယူဖို့ကြိုးပမ်းတဲ့အခါရင်ခွေးရုံတာဝန်ရှိသူတွေကအကြောင်းမျိုးမျိုးပြပြီးငွေညှစ်ခဲ့ကြပါတယ်။ကာယကံရှင်မိသားစုကငွေကြေးမတတ်နိုင်လို့ပရိုက်တာအသင်းကပဲတာဝန်ယူမယ်လို့ပြောပေမဲ့လည်းရင်ခွေးရုံဘက်ကကျပ်9000ခွဲပေးမှတိုင်းလုံကုန်တင်ပေးမယ်ဆိုပြီးတောင်းခံခဲ့တယ်လို့ဦးထွန်းမြတ်ညွန့်ကဆိုပါတယ်။ဒါအပြင်ရင်ခွေးရုံတာဝန်ရှိသူတွေကရဲစခန်းထောက်ခံစာယူဖို့ခိုင်းတာကြောင့်တေဆုံးသူနေထိုင်တဲ့အရှိတကုံရဲစခန်းအထိတွားရောက်ယူဆောင်ခဲ့ရပါသေးတယ်။ဒါပေမဲ့ရင်ခွေးရုံကိုပြန်ရောက်တဲ့အချိန်မှာတော့ရင်ထင်းရဲစီကထောက်ခံစာထပ်မံယူခိုင်းတာမျိုးစတဲ့အကြောင်းမျိုးနဲ့ထပ်ပြီးအရေးခံခဲ့ရပါတယ်။အခုလိုဆေးရုံရင်ခွေးရုံတာဝန်ရှိသူတွေရဲ့ရေချက်ရှိကြံ့ကြအောင်ပြုလုပ်မှုတွေကြောင့်ကွလွန်သူအမျိုးသမီးကိုမိတကြိုဖို့အတွက်3ရက်တိုင်စောင့်ဆိုင်ခဲ့ရပြီးတကြိုမဲ့နေ့အထိအခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဇွန်လ1ရက်နေ့ကတကြိုခွင့်ရရှိခဲ့ကြောင်းသိရပါတယ်ဒုတိယအနေနဲ့ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ဖန်ဆီးထားတဲ့နေရာကိုထုတ်မပြောရဲတာစစ်အုပ်စုရဲ့ဒေဘောကြောင့်မှုဖြစ်တယ်ဆိုတဲ့အကြောင်းပါဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ဖန်ဆီးထားတဲ့နေရာကိုထုတ်မပြောရဲတာဟာစေအုပ်စုရဲ့ဒေဘောကြောင့်မှုကြောင့်သာဖြစ်ပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့သူ့ကိုဖန်ဆီးရှုံနှောင်ထားတဲ့နေရာကိုအကြမ်းဖက်စေအုပ်စုကတရားဝင်ထုတ်ဖော်မပြောရဲတာဟာသူတို့ရဲ့ဒေဘောကြောင့်မှုကိုပြသနေရဖြစ်တယ်လို့နိုင်ငံအကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့တွဲဘက်အတွင်းရေးမှူးဦးဘိုကြည်ကဝေဖန်ပြောဆိုထားပါတယ်။
ဒီကနေ့ဇွန်လ3ရက်နေ့မှာ AAPP ကနေမေလအတွက်လာစဉ်အနှစ်ရှုပ်အစီရင်ခံစာကိုထုတ်ပြန်လိုက်တာဖြစ်ပြီးအဲ့ဒီအစီရင်ခံစာထုတ်ပြန်တဲ့အချိန်မှာဥပ္ပိုလ်ကြီးကအခုလိုထစ်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။စေအုပ်စုကဆောင်ရွက်နေတဲ့ရက်တရားစီမံကိန်းနဲ့ပတ်သက်ပြီးတော့လည်းဥပ္ပိုလ်ကြီးကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။အဲ့ဒီစီမံကိန်းဟာတိုင်းပြည်ငြိမ်းချမ်းရေးအတွက်လုပ်နေတာလုံးဝမဟုတ်ဘူးလို့သူကဆိုပါတယ်။အမှန်တကယ်တော့အပြစ်မဲ့တဲ့ကလေးသူငယ်တွေအမျိုးသမီးတွေစာသင်ကျောင်းတွေနဲ့တာသနိကအဆောက်အုံတွေကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်စီဖို့အတွက်ပဲဖြစ်တယ်လို့ဝေဖန်ထားပါတယ်။ပြည်သူတွေကိုအကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်ဖို့လုပ်နေတာဖြစ်တယ်ဆိုတာကိုပြီးခဲ့တဲ့မေလအတွင်းကကောက်ယူရရှိခဲ့တဲ့အချက်လက်တွေကတက်တည်ပြနေရလို့ဆိုပါတယ်။ AAPP ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့မေလတလရဲမှာတင်စေအုပ်စုရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့အပြစ်မဲ့ပြည်သူစုစုပေါင်း49ဦးထိတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။အခုဖော်ပြထားတဲ့တည်ဆုံသူ49ဦးဆိုတဲ့အကြေအတွက်ဟာ AAPP အနေနဲ့လက်လှမ်းမိသမျှကောက်ယူရရှိထားပြီးအမည်နဲ့တကွအသေးရှာအတည်ပြုနိုင်ခဲ့တဲ့အချက်လက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မြေပြင်မှာအမှန်တကယ်ဖြစ်ပွားနေတဲ့တည်ဆုံမှုစင်းဟာအခုထက်ပိုပြီးတော့အများကြီးများပြားနိုင်တယ်လို့လည်း AAPP ဘက်ကထောက်ပြထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလအတွင်းမှာပဲစေအုပ်စုကြောင့်တည်ဆုံခဲ့ရတယ်လို့ယူဆရပြီးအတီးပြုတ်ဖို့လိုအပ်နေတဲ့သူ83ဦးဝန်းကျင်ကိုလည်းတိကျကောက်ယူထားပါသေးတယ်။အဲ့ဒီသူတွေရဲ့အချက်အလက်တွေကိုအတီးပြုတ်နိုင်ဖို့အတွက် AAPP ကဆက်လက်လှုပ်ဆောင်နေရလို့ဆိုပါတယ်။တေရှာတွေ့ပြုပြီးသားဖြစ်တဲ့တေဆုံးသူ49ဦးအထက်မှာတော့စေအုပ်စုရဲ့ဖန်စီချုံတောင်ကျင်းကိုခံထားရပြီးတဲ့နောက်ပိုင်းမှာမှအကြောင်းမျိုးမျိုးကြောင့်တေဆုံးသွားခဲ့ရသူ3ဦးအထိပါဝင်နေတာကိုတွေ့ရပါတယ်။တစ်ဖက်မှာလည်း2026ခုနှစ်မေလအတွင်းမှာတင်နိုင်ငံရေးအကြောင်းပြချက်အမျိုးမျိုးနဲ့မတရားဖန်စီချုံတောင်ကျင်းခံရတဲ့ပြည်သူတွေစုစုပေါင်း9ဦးအထိရှိခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လည်းတက်ရှိထင်ရှားရှိနေတဲ့ကြောင့်ယုံကြည်စိတ်ချရတဲ့အထောက်အထားပြဖို့တောင်းဆိုရဲ Pro of Life လှုပ်ရှားမှုကိုထင်လင်းဥဆောင်ပြီးပြီးခဲ့တဲ့ April လ21ရက်နေ့ကလေးကစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုပြည်တွင်းကတောင်းဆိုမှုတွေရှိနေသလိုနိုင်ငံတကာအတိုင်းဝိုင်းကလည်းဒေါန်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့တောင်းဆိုနေကြပေမဲ့အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ဒီကနေ့အထိတစုံတရာတုံ့ပြန်ပြောဆိုခြင်းမရှိဘဲနှုတ်ဆက်နေဆဲဖြစ်ပါတယ်။ဆက်လက်ပြီးစစ်တပ်ရဲ့အသေးခံ drone ထိုင်းဘက်ကိုကြားရောက်ပောက်ကွဲလို့မြန်မာလုံသားမိသားစုဝင်3ဦးသေဆုံးတဲ့တဲ့ရင်ကိုပြောပြပါအောင်မယ်စစ်တပ်ရဲ့အသေးခံ drone ထိုင်းဘက်ကိုကြားရောက်ပောက်ကွဲလို့မြန်မာလုံသားမိသားစုဝင်3ဦးသေဆုံးခဲ့ရပါတယ်မနေ့ကဇွန်လ2ရက်နေ့မှာထိုင်းမြန်မာနေဆက်တပ်ခရိုင်ထဲကို drone ပုံတစ်လုံးဖြတ်ကျော်ကြားရောက်ပြီးပောက်ကွဲခဲ့တာကြောင့်ငရုတ်တီစိုက်ခင်ကမြန်မာအလုသမားမိသားစုဝင်3ဦးသေဆုံးသွားခဲ့ရပြီးနောက်ထပ်2ဦးလည်းဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။သေဆုံးသွားတဲ့အထက်မှာအသက်17နှစ်အရွယ်ကလေးငယ်2ဦးလည်းပါဝင်နေရမို့တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ရတစ်ခုဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖုတ်ဖရရဲစကန်ကရဲတပ်ဖွဲ့ဝင်တွေစစ်သားတွေနဲ့လုံခြုံရေးတာဝန်ရှိသူတွေဟာနေဆက်အနေဝေါ်လေတိုက်နယ်အထက်ကအခင်းဖြစ်ပွားရာငရုတ်တီစိုက်ခင်းစီကိုညနေ4နာရီလောက်မှာတွားရောက်စစ်ဆေးခဲ့ကြပါတယ်။အဲ့ဒီလိုတွားရောက်စစ်ဆေးတဲ့အခါမှာတော့တစ်ပင်တပင်ရဲ့ဘေးနားမှာပြက်စီမှုမရှိဘဲအကောင့်ပကတိနီပါရှိနေတဲ့လေယာဉ်ပုံစံအလက်စာဖောက်ခွေရဲ့ drone တစ်စင်းကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီ drone တရှိရဲ့နေရာရဲ့အကွာအဝေး10ကီလိုမီတာလောက်မှာလည်းဘုံပေါက်ကွဲထားတဲ့ကျင်းတစ်ကျင်းကိုတွေ့ရှိခဲ့ရပါတယ်။ဒီဘုံပေါက်ကွဲမှုကြောင့်ငရုတ်တီဆွတ်ခူးနေတဲ့အသက်25နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ယောက်ဟာအခင်းဖြစ်ပွားတဲ့နေရာမှာတင်ပွေရှင်ပြီးသေဆုံးသွားခဲ့ပါတယ်။ဒါအပြင်တခြားအလုပ်သမား၄ဦးလည်းဒဏ်ရာအပြင်းထန်ရရှိသွားခဲ့လို့ဆေးရုံကိုချက်ရှင်မဲ့ပို့ဆောင်ပေးခဲ့ရပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာကတော့ဆေးရုံကိုရောက်ပြီးနောက်မှာဒဏ်ရာပြင်းထန်လွန်းတာကြောင့်အဲ့ဒီသေဆုံးသွားတဲ့အမျိုးသမီးရဲ့အသက်38နှစ်အရွယ်ခံမွန်းဖြစ်သူနဲ့အသက်17နှစ်အရွယ်သားဖြစ်သူတို့ဟာထပ်မံကွယ်လွန်သွားခဲ့ရပါတယ်။ကျန်တဲ့ဒဏ်ရာရထားတဲ့အသက်32နှစ်အရွယ်အမျိုးသား2ဦးနဲ့အသက်30အရွယ်အမျိုးသမီး2ဦးကိုတော့မဲဆောက်ဆင်းုံကြီးစီလွှဲပြောင်းကုသပေးထားရပါတယ်။ရဲတပ်ဖွဲ့ပြောပြချက်အရအဲ့ဒီနယ်ကမြန်မာနိုင်ငံဘက်အချမ်းမှာတနေကုန်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေခဲ့တာပါ။အလုသမားတွေကထိုင်းဘက်အချမ်းကစိုက်ခင်ထဲမှာငရုတ်တီဆွတ်ခုနေတော့အဲ့ဒီဖောက်ခွေရဲ့ drone ကထိုင်းနိုင်ငံထဲကိုဖျက်ကျော်ဝင်ရောက်လာပြီးတစ်ပင်ကြီးတစ်ပင်ကိုတိုက်မိကလမ်းဘေးမှာပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ထိုင်းရဲသတင်းဌာနရဲ့ဖော်ပြချက်အရအဆိုပါဖောက်ခွေပစ္စည်းဟာငရုတ်တီစိုက်ခင်အထက်ကိုပြုတ်ကျခဲ့တာဖြစ်ပြီးအလုသမား9ဦးကအဲ့ဒီပစ္စည်းကိုဘာလဲဆိုပြီးတွားရောက်ကြည့်ရှုစစ်ဆင်နေတဲ့အချိန်မှာတင်ရုတ်တရက်ပောက်ကွဲသွားခဲ့တာလို့သိရပါတယ်။လက်ရှိမှာတော့ဖုတ်ပရိုက်ရဲတပ်ဖွဲ့ကအဲ့ဒီနေရာကိုအသက်အန္တရာယ်ရှိဆုံးဖြစ်သတ်မှတ်ပြီး
အသေးစိတ်မှုခင်စစ်ပညာဆိုင်ရာစစ်စင်မှုတွေလုပ်ဖို့အတွက်ပိတ်ဆို့ထားပါတယ်။ဒါပေမဲ့တာဝန်ရှိသူတွေကဖုတ်ဖရနေဆက်တစ်ချောင်းမှာရှိတဲ့ဒေသခံပြည်သူတွေကိုမတင်ခါစရာပစ္စည်းတစ်ခုခုတွေ့ရင်ရွှေ့ပြောင်းတာ၊ကင်တွယ်တာဒါမှမဟုတ်ဆော့ကစားတာမျိုးတွေလုံးဝမလုပ်ကြဘူးနဲ့တာဝန်ရှိသူတွေစီချက်ချင်းအကြောင်းကြားကြဖို့သတိပေးနှိုးဆော်ထားပါတယ်။ထပ်မံတင်ပြပေးမယ့်သတင်းကတော့စစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးနှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ကိုဆိုင်းစော် RSF ရဲ့ရေစုံတတိစုရရှိတဲ့သတင်းကိုပြောပြပါဦးမယ်။စစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးနှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ကိုဆိုင်းစော် RSF ရဲ့ရေစုံတတိစုရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကပြင်သစ်နိုင်ငံမာဆေးမြို့မှာ89ကြိမ်မြောက်ကမ္ဘာသတင်းမီဒီယာကွန်ဂရက်နဲ့အတူ34ကြိမ်မြောက် RSF ရဲ့ဇာနေစင်းလွတ်လပ်ခွင့်စုပေပွဲအခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပါတယ်။ဒီနေ့စုပေပွဲမှာကမ္ဘာတဝန်းနိုင်ငံပေါင်း25နိုင်ငံကသတင်းထောက်တွေမီဒီယာတွေနဲ့လှုပ်ရှားသူတွေကိုအဆိုပြုခဲ့ကြပြီးအဲ့ဒီအထက်ကမှထူးချွန်တဲ့သတင်းသမား9ဦးကိုရွေးချယ်ပြီးစုတွေချီးမြှင့်ခဲ့တာပါ။စုရရှိသူတွေအထက်မှာမြန်မာဓာတ်ပုံသတင်းထောက်ကိုဆိုင်းစော်တိုက်ကရေစုံတတိစုကိုရရှိခဲ့ပြီးမိုဇမ်ဘတ်သတင်းထောက်က Impact Prize အာဂျင်တီးနားသတင်းထောက်က Independent Prize ဂူနီယာသတင်းထောက်ကမူဟာမက်မိုက်ကာ Prize နဲ့ပါလက်စတိုင်းဓာတ်ပုံသတင်းထောက်ကလူကတ်ဒိုလီကာ SAIF Photo Prize တို့ကိုအသီးသီးရရှိခဲ့ကြပါတယ်။ဒီအခမ်းအနားကို RSF ညွှန်ကြားရေးမှူးချုပ်ဒီဘိုဘရဒီရန်ကိုရိုင်းဦးဆောင်ခဲ့ပြီးစုရရှိသူ9ဦးအထက်မှာ2ဦးပဲစုကိုကိုရိုင်းတက်ရောက်ယူနိုင်ခဲ့ပါတယ်။ကျွန်တော်တို့မြန်မာသတင်းထောက်ကိုဆိုင်းစော်တိုက်ကတော့စစ်တပ်ရဲ့မတရားဖမ်းဆီးထောင်ချခြင်းကိုခံထားရတဲ့အကြောင်းစုပေပွဲကိုမတက်ရောက်နိုင်ခဲ့ပဲ RSF ညွှန်ကြားမှုချုပ်ကပဲသူ့ကိုစားစုကိုလက်ခံချယူပေးခဲ့ရပါတယ်။ကိုဆိုင်းစော်တိုက်အကြောင်းပြောရမယ်ဆိုရင်သူဟာ2012ခုနှစ်ကတည်းကမြန်မာနိုင်ငံထက်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုစိုက်လိုက်မှမှတ်တမ်းတင်ခဲ့တဲ့သတင်းထောက်တဦးဖြစ်ပါတယ်။2021ခုနှစ်ဆက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသတင်းသမားတွေအတွက်အသက်အန္တရာယ်အလွန်နီးကပ်လာခဲ့ပေမဲ့သူဟာပြည်ပကိုထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲပြည်တွင်းမှာပဲဆက်နေဖို့ရွေးချယ်ခဲ့ပါတယ်။စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကိုရှိုးဝဲစွာနဲ့ဆက်လက်မှတ်တမ်းတင်ခဲ့ပြီးအချိန်မီပဲဖမ်းဆီးခံရနိုင်တဲ့အန္တရာယ်ကြားကနေနေရာတွေကိုအမြဲပြောင်းရွှေ့ပုံချောင်ရင်းသတင်းအမှန်တွေကိုရေးသားခဲ့တာပါ။အဲ့ဒီနောက်2023ခုနှစ်မေလမှာမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့အင်အားအပြင်းဆုံးမိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ရခိုင်ပြည်နယ်ရဲ့မြေပြင်အခြေအနေတွေကိုသတင်းသွားယူရင်းကိုဆိုင်းစော်တိုက်ဟာစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ခုံရုံးကနေသူ့ကိုအလုတ်ကျန်းတဲ့ထောင်ဒဏ်အနှစ်20အထိမတရားအမိန့်ချမှတ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ကိုဆိုင်းစော်တိုက်ကိုရန်ကုန်မြို့ကနမဲဇုံးနဲ့ကြော်ကြားတဲ့အင်းစိန်ထောင်ထဲမှာအကျဉ်းချထားပြီးထောင်အာဏာပိုင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုခံနေရတယ်လို့ RSF ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဘာလို့ပဲဖြစ်ဖြစ်အသက်အန္တရာယ်ကြားကနေအမှန်တရားအတွက်တပ်ဆွဆန်ဖြားသတင်းချယူခဲ့တဲ့ကိုဆိုင်းစော်တိုက်ရဲ့ရဲဝံ့မှုဟာအခုလိုကဘာကတည်းရဲ့ရေစုံတတိစုကိုထိုက်တန်ရှင်းမြင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးပြပတဲ့အနေနဲ့စစ်ကူသားဖို့လာတဲ့နိုင်ငံသားများတေးခိုရာအိန္ဒိယဟိုတယ်တစ်ခုမီးလောင်လို့လူ22ဦးထပ်မံတေဆုံးတဲ့သတင်းကိုပြောပြရင်ကျွန်တော်ရဲ့တနေ့တာသတင်းတင်ဆက်မှုတွေကိုရန်လာလိုက်ပါရစေခင်ဗျာစစ်ကူသားဖို့လာတဲ့နိုင်ငံသားများတေးခိုရာအိန္ဒိယဟိုတယ်တစ်ခုမီးလောင်လို့လူ22ဦးထပ်မံတေဆုံးခဲ့ပါတယ်အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီတောင်ပိုင်းမာလာဗီယာနာဂါမှာရှိတဲ့ဟိုတယ်တစ်ခုမှာဒီနေ့ဇွန်လ3ရက်မနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့လို့22ဦးထပ်မံတေဆုံးသွားခဲ့ပါတယ်။ Florist Stay Hotel မှာဒေသစံတော်ချိန်မနက်8:48မိနစ်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မိတပ်က8စီနဲ့ဝိုင်းဝန်းညှိတက်ခဲ့လို့မီးညှိသွားခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေကိုတော့အနီးအနားကဆေးရုံတွေကိုပို့ဆောင်ပေးထားပြီးကေစီအေနဲ့ရှာဖွေလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ နယူးဒေလီတောင်ပိုင်းမာလာဗီယာနာဂါအရက်ကလမ်းကျင်းလင်းထဲမှာရှိတဲ့ The Florist Hotel မှာအခန်းပေါင်း25ခန်းရှိပြီးမီးလောင်မှုဖြစ်ပွားချိန်မှာဧည့်သည်40ဦးတက်ခိုနေခဲ့တာဖြစ်ပြီးတက်ခိုနေသူအများစုဟာနိုင်ငံသားတွေဖြစ်တယ်လို့ဒေသခံတအုပ်ကဆိုပါတယ်။မီးစလောင်တဲ့အချိန်မှာဧည့်သည်အများစုကအိပ်ပျော်နေကြတယ်လို့သိရပါတယ်။ဒီဟိုတယ်မှာတက်ခိုနေတဲ့ဧည့်သည်အများစုဟာအိန္ဒိယနိုင်ငံကိုစစ်ကူသားမှုခံယူဖို့ရောက်ရှိလာကြတဲ့နိုင်ငံသားတွေဖြစ်ပါတယ်။သူတို့ဟာအနီးအနားကMust ဆေးရုံမှာတက်ရောက်ကုသနေတဲ့လူနာတွေရဲ့လူနာဆောင်တွေဖြစ်ကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီကတော့အခုမီးလောင်မှုကြောင့်
လူတပ်ပေါင်းများစွာဆုံးရှုံးရတဲ့အပေါ်အထူးဝမ်းနည်းရကြောင်းနဲ့တည်ဆုံးသွားသူတွေရဲ့မိသားစုဝင်တွေနဲ့ထိခိုက်ဒဏ်ရာရခဲ့သူတွေအတွက်ငွေကြေးထောက်ပံ့မှုတွေလှုပ်ဆောင်ပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ဝန်ကြီးချုပ်ရဲ့အမျိုးသားကေဆေးရေးရမုံဝယ်ကနေတည်ဆုံးသွားသူတွေရဲ့မိသားစုတစုကိုရူပီ2သိန်းစီနဲ့ဒဏ်ရာရခဲ့သူတွေကိုတော့တဦးကိုရူပီ9000စီထောက်ပံ့ကူညီပေးသွားမယ်လို့သိရပါတယ်ခင်ဗျာ။ MB ရဲ့ညပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြရပါ။ MB ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာရှမ်းသာပြီးဘဝအမော်တွေလည်းပြည့်ကြပါစေခင်ဗျာ။